morning ကျွန်တော်ခုကတော့မန်ဒေးသွားနေရပါဆိုတော့ဒီနေ့က ACC ပဲကာမမီသွားမှာမန်ဒေးကိုအဲ့လိုအရင်လို rush ဖြစ်ပြီးတော့မန်ဒေးကိုနေ့လည်ရောက်ရမယ်ပါညာဆိုရင်အဲ့လိုမျိုးသွားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တောက်ဦးမှာ during ဒီစောက်ပါရှိပါတယ်အခုကာမောင်းပေးမယ်အဲ့ရောက်တဲ့ဒီမောင်းနိုင်တယ်ဒါပေမဲ့ဒူရင်းဒီကိုအဝစားမှာဒူရင်းဒီစားပြီးရင်လုံးဝကာမမောင်းနိုင်တော့အဲ့တော့အားကြောင့်မို့ဒူရင်းဒီစားမဲ့နေရာဒီကိုကျွန်တော်မောင်းတာပြီးရင်အကိုလက်ပေးလိုက်တော့မှာအဲ့စားပါလေဒါပေမဲ့ကျွန်တော်ကမောင်းထားတယ်အဲ့ရောက်အကိုမောင်းရတော့မှာbreakfast စားရပါပြီခင်ဗျဒူရင်းဒီတန်းမရောက်သေးဘူးလားအချစ်နေပြီဒူရင်းဒီစားပြီးအိတ်တော့ငါ့ကိုဆဲမှာကြော်ရဖြိုးอ่ะ တော့ငါမှပြချတာခဲ့ပါအဲ့မှာပဲနေခဲ့လိုက်တော့ကြော်ဒူရင်းဒီတဲ့မွေးစားလိုက်မယ်ကိုရတယ်မပြေဘူးဒူရင်းဒီတဲ့ဝင်တာဒူရင်းဒီပဲထိုင်စားပြီးနေတယ်ဒူရင်းဒီတန်းရောက်တော့မယ်ရောက်သေးဘူးခုမှတရားပဲရှိတယ်ခုမှနိုးလာပြီတော့ပြင်ပါတော့ပြောတာဒီလေကမန်ဝါတင်းခဲ့မှာရတော့အိပ်ပျော်သွားပါနေခုနအိပ်ပျော်နေရတယ်ဟုတ်ကဲ့အဲ့တော့ခုနလာကြတဲ့စားပါလေဆိုင်ထဲကအများကြီးပဲအများများပုံလာတဲ့ဆိုင်စားမယ်လေတော့ဒီတီးစားဖို့ပဲမယ်မစားပါဟိုရောင်းတော့လုံးမဲလားနောက်တစ်လုံးလုံးပဲဒီလိုတက်တယ်ပတ်စားတော့လူသားရောဒီထဲမှာထည့်ထားပါတယ်ဒီထဲမှာပဲအကုန်အပြည့်ထည့်လိုက်တော့ဒီဘက်ရောအဲ့လိုအမောက်ထည့်လိုက်ရနှစ်ဘူးမကွဲနဲ့တော့ရတိကုန်နေပြီလားဒီနေ့ပါနေပြီလားပါမှာပေါ့ရေးကြည့်ဖို့ချက်တပ်ပေါ်ကတာမိုးလားမသိဘူးအသားအဲ့ဒါမနုသေးဘူးတားနုတာကိုတိုက်တာတားနုတာကိုတိုက်တာတိုင်းကြောက်ကြောက်ကြောက်ပြည့်ဆိုတယ်ကျွန်တော်အဲ့လိုပြည့်တိုက်တာကျွန်တော်က pop တွေပဲကြိုက်တာဒီဟာနည်းနည်းအသားမာလေးဒီလိုကြာဒီလိုပြည့်ဘယ်လိုနေလဲဒီလိုဟိုကြိုက်ပြကြတယ်ဟိုမကြိုက်ပြဘယ်လိုလုံးလိုက်ပြတယ်ဟိုဘက်မှာရမတော့ဒါသုံးလုံးမြောက်ပေါ့နဲကျွန်တော်အဲ့လိုပြုတ်ပြည့်စားချင်လို့ဆိုပြီးလိုက်ရှာရင်လည်းသုံးလုံးမြောက်ဖြစ်သွားဒါပိုကောင်းတယ်ကားလူမမမသိဘူးလေငါအခုမအောင်နော်ကောင်းလိုက်တာ
ဟုတ်မမောင်းလိုက်တာပေါ့ဟုတ်ဟိုလိုမျိုးအသားထူထူအယောင်လတ်လတ်တင်းတင်းလေးတွေကိုပေးရပါတလာလေးစားပါစေဆိုပြီးတော့ဟုတ်အမီးနာဒီဒေးနော်စား ပြည့်ပြည့်ဟိုပါစားတယ်ခုမှ2ယောက်ကအတန်ငေါငေါတော်တော်တယ်အဲ့လိုသေးစားတယ်ညာကဲတော့အဲ့လိုသေးစားတယ်လည်းကြီးကြတာဘယ်လိုဆိုထိုင်းသေးရန်ကုန်မှာလည်းပေါ်ပေါ်ပေါ် ဟုတ်ဘာမှလည်းပေါ့နေရတွေ့တာဟာတယောက်မတရားချင်းဆက်ပဲရှိတယ် တွင်ဒီ3လုံးစားပြီးတက်ကလာတစ်ခုကိုကားမောင်းရမယ့်အလဲဖြစ်သွားပါပြီဆိုတော့တွင်ဒီကပထမနှလုံးကအဲ့လောက်ကြီးအဆင်မပြေဘူးကြိုက်တဲ့အလုံးမဟုတ်နံပါတ်3အလုံးမှနည်းနည်းအဆင်ပြေသွားပြီးတော့အာသာပြေသွားဆိုတော့ဒီနေ့သားပြီးတော့အခု PK ဝါနဲ့နာမှာတော့ဆိုတော့မိုးကတော့နည်းနည်းရွာနေကျွန်တော်တို့အခုမန္တလေးကိုဆက်သွားပါမယ်ဆိုတော့မန္တလေးရောက်ရင်တော့တခြား vlog တွေရိုက်ဖို့ရှိပါသေးတယ်ဆိုတော့အားလုံးပဲဒီ vlog လေးကတော့ဒီမှာပဲနားလိုက်ပါတော့မယ်နော်ဘိုင် ပြချမယ်နော်ကျွန်တော်အိတ်တမယ်တတာ တာ Baby.